အလောက်ကပြန်လာတဲ့အခါထမင်းဟင်းဆက်ချင်မှုဆိုရင်အခုလိုမျိုးလေလူပြင်းချက်နေတိုင်းချက်စားကြည့်အဟင်းဒီဟင်းရွက်ကောအသားကောပါလေစံကိုရင်းနဲ့တေချာဆေးပြီးအိုးရဲထည့်မယ်ပြောင်းဖို့ဝတ်ဦးကြောင်းပဲသီးစီခါကျက်ဦးမှုထက်စားကောင်းရတဲ့အဓိကအချက်ကဒီအနှစ်ထုတ်လေးကြောင့်ပါဒါလေးတစ်ထုပ်ထည့်ရုံပဲကျန်တာဘာမှထည့်စရာမလိုတော့ဘူးဟင်းချက်စီအနေငယ်ထည့်ရေကိုပုံမှန်ထမင်းရိုးတည်တဲ့အတိုင်းထည့်ပြီးအိုးကိုအောင်ရဲထည့်အဖုံးပိတ်မယ်ခလုံးပွင့်ပြီးပုံမှန်ထမင်းချက်တဲ့အတိုင်းချက်တဲ့ထိတည်ပြီးရင်ရပါပြီတလုတ်ပြီးတလုတ်အရန်ကိုစားလို့ကောင်းတယ် save ထားပြီးညဉ့်လေးအိမ်ကလူတွေကိုချက်ကျွေးကြည့်နော်အသားကင်တွေထပ်ပို့ပြီးစားကောင်းတဲ့အမဲသားတုတ်ထိုးကြော့ကျွတ်ကျွတ်လေးနဲ့အရန်စားလို့ကောင်းပြီးလုံနီးလေးကလည်းရိုးရှင်နဲ့ဈေးတွေကဝယ်လာတဲ့အမဲသားကိုအပြားပပလေးတွေလိမ့်မယ်ညီနှမ်းပြအောင်ဇင်းစစ်တော်မိတ်ထက်စားကြက်သားမုတ်ငရုတ်ကောင်းမုတ်တင်းငံပြားရီအကြီးအသင့်အင့်ခရူးစီအနေငယ်နဲ့ပြောင်းကုန်မုတ်ထက်တိတ်ချနေပြီးအရသာစိတ်ဝင်အောင်15မိနစ်နှက်ထားလိုက်သွားစားထိုးတာလေးတွေကိုကြော်တဲ့အခါလောင်မသွားအောင်ရင်နွေးနဲ့စိမ့်ပေးမယ်နှက်ထားတဲ့အမဲသားတွေကိုသွားစားထိုးတာနဲ့ထိုးပြီးစီပူတဲ့ထည့်ကြော်လိုက်မီးအေးလေးနဲ့အညိုရောင်တန်းနဲ့ထိကြော်ပြီးရင်ဆက်ထုတ်လိုက်ပါအိုးရဲစီနဲ့ငယ်ချမ်းပြီးဂျင်းငရုတ်သီးချောက်ငရုတ်ကောင်းစိတ်ထက်အနက်လေးမွေးလာတဲ့အထိစီမွေးတက်ပြီးကြော်ထားတဲ့အမဲသားလေးတွေထက်စီယာမုံမြများထက်နှမ်းအဖြူ88စိတ်ထက်ကျက်တော်မိတ်လေးဖြူပြီးနီးပြင်းပြင်းနဲ့အထက်အောက်လန်ကြော်ပေးပြီးရင်အိုးချလို့ရပါပြီအမဲသားတုတ်ထိုးကြော်လေးကအနက်တင်းတင်းအရသာဆက်ဆက်လေးမို့အရန်စားလို့ကောင်းပြီးဆွဲလန်းသွားကြပါတယ်ဝတ်သားကြော်လေးစားခြင်းနဲ့ဆိုရင်ဒီလိုလေးကြော်စားကြည့်အပြန်ဆိုင်ကနေဝယ်စားစရာမလိုတော့ဘူးကျွတ်ကျွတ်လေးနဲ့အရန်စားလို့ကောင်းတယ်ဝတ်သားကြော်တဲ့အခါဒီလိုမျိုးအစီနဲပြီးအသားများတဲ့အပိုင်းကိုပဲဒါမှပို့ပြီးစားလို့ကောင်းတာဟင်းချက်ဝိုင်းတစုံစားငရုတ်ကောင်းမုံထည့်နေပြီး10မိနစ်နဲ့ထားလိုက်ကျွတ်တော်မိတ်လက်တဆုပ်စာကိုရင်နှွေးဖြော်နှုံနှုံဆင်းပြီးနှက်ထားတဲ့အသားရဲ့ထက်ကြောက်အနှစ်နှလုံးကျုံမုတ်တစုံပြောင်းကုန်မုတ်တစုံထည့်ပြီးနေလိုက်မယ်ဒါကမှအသားကြော်ကြော်တဲ့အခါသုံးတဲ့မုံနေဆက်တဲ့နီးလက်အမှန်ပါနေပြီးရင်စားတဲ့အခါပို့ပြီးကြွရမှုရှိအောင်လို့ဟင်းချက်စီတစုံထည့်လိုက်စီ90ရာခိုင်နှုန်းလောက်ပို့ပြီးဆိုအသားတုံးလေးတွေထည့်ပြီးနီးအေးလေးနဲ့ရွှေဝါရောင်တန်းတဲ့ထိကြော်လိုက်ရင်ရပါပြီမွေမွေကြွကြွလေးနဲ့အရန်စားလို့ကောင်းပြီးစားလိုက်တဲ့အခါမှာလည်းဤသွားတာမျိုးလည်းမရှိဘူးလောက်တက်သွားပြီဆိုရင်အိမ်မှာကြော်စားကြည့်ကြနော်ဒီနေ့လွယ်ကူရိုးရှင်းတဲ့တရေစာလုံးလေးမျှဝေပေးမယ်ဖယုံသေးကိုစီလေးထည့်ကြော်လိုက်တာနဲ့အရန်စားလို့ကောင်းတဲ့တရေစာအဖြစ်ပြောင်းသွားရောဖယုံသေးကိုအခုံခွာပြီးရင်နှွေးငွေးနဲ့ပေါင်းလိုက်ဖယုံသေးတွေကထွက်လာတဲ့အရည်တွေကိုလွတ်ပစ်စရာမလိုဘူးဖယုံသေးကိုခရင်းနဲ့ချိမယ်တကြား90 gram ကောင်းမြင့်မုတ်300 gram ထည့်ပြီးဒီလိုမျိုးမုတ်သွားညက်သွားတဲ့အထိနေလိုက်အတင်းတင်းယူပြီးအလုံးလေးတွေလုံးမယ်ဖယုံသေးလုံးလေးတွေကိုနှမ်းပပတ်လေကပ်ပြီးပြန်လှိမ့်ပေးလိုက်စီ30ရာခိုင်နှုန်းလောက်ပို့တဲ့အခါဖယုံသေးလုံးလေးတွေထည့်ပြီးမီးအေးလေးနဲ့ရွှေရောင်တန်းတဲ့အထိဖြည်းဖြည်းချင်းကြော်ပြီးရင်အိုးချလို့ရပါပြီဒီဖယုံသေးနှမ်းကပ်ကြော်လေးကချွတ်ချုံမမမွမွေးအီလေးမို့အရန်ကိုစားလို့ကောင်းတယ်လူချင်းမင်းတို့လည်းကြိုက်နေတတ်တယ်ဆိုရင်ကြော်စားကြည့်ကြပါနော်မနက်ခင်းစာရောက်နဲ့အကိုကြီးပြောပြတဲ့အာလူတုတ်တုံလေးချင်ချင်ဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းပြီးထမင်းနဲ့တွဲစားရင်လည်းအရန်လိုက်ဖက်တယ်နီလန်းကလည်းအရန်လွယ်ကိုရိုးရှင်းနေအာလူကိုအခုံသွားပြီးအချောင်းသေးသေးလေးတွေထည့်အောင်ချက်မယ်ဓားကင်ကျွမ်းရင်လည်းဒီလိုမျိုးရအောင်ဓားနဲ့လိနိုင်ပါတယ်ရေခဲရည်နဲ့အကျိန်အနှဲငယ်စေးလိုက်ရေပုတ်ဖွန်းစုရဲကိုရှာလက်ကားရီထည့်အာလူချောင်းလေးတွေထည့်10မိနစ်ခန့်လောက်ပြုတ်လိုက်ပါပြီးရင်ရေခဲရည်နဲ့2ချက်လောက်ပြန်စေးမယ်ငရုတ်ကောင်းမစွတ်တုံဖြူငရုတ်သီးချောင်းနှမ်းထည့်အနံလေးမွေးအောင်စေပူပူလောင်းထည့်ပြီးခဏလောက်အဖုံးလေးအုပ်ထားလိုက်နနမင်းလက်တစုပ်စားနဲ့ငယ်တင်းငံပြားရီအကြီးနှစ်စုံရှာလက်ကရီနှစ်စုံတကြားစုံတစ်ဝက်ခရုစီစုံတစ်ဝက်စက်သားမုံနဲ့ငယ်နန်းစီတစ်စုံငရုတ်စီတစ်စုံထည့်တေးစားနေပြီးရင်စားလို့ရပါပြီစားလို့အရန်ကောင်းပြီလောက်ရတာလွယ်ကူလို့လှုပ်ရှားကြည့်ကြပါနော်